Hello ဒီနေ့မှာတော့မင်မင်က Coca-Cola ရဲ့လူသိနည်းတဲ့အကြောင်းကိုပြောပြပေးမှာပဲဖြစ်ပါတယ်။1886ခုနှစ်မှာဂျော်ဂျီယာမှာရှိတဲ့ Dr. John Pemberton က Coca-Cola ကိုအချိုရည်မဟုတ်ဘဲနဲ့ဆေးဝါးကုသဖို့အတွက်ဆိုပြီးတော့ဖန်တီးခဲ့တာကိုသိပြီးပြီလား။ Coca အရွက်မှာပါတဲ့ Cocaine ဓာတ်နဲ့ Caffeine ဓာတ်ကကျန်းမာရေးအတွက်ကိုအကျိုးရှိမယ်လို့ယုံကြည်ခဲ့ကြတာပေါ့နော်။ဒီ Cocaine ဓာတ်နဲ့ Caffeine ဓာတ်ကခေါင်းကိုက်တာတွေ၊ပင်ပန်းနွမ်းနယ်တာတွေကိုပျောက်ဖို့အတွက်ဆိုပြီးတော့ယုံကြည်ခဲ့ကြတာပဲဖြစ်ပါတယ်။ Coca-Cola ကိုဆေးအဖြစ်နဲ့သုံးစွဲလာခဲ့ပြီး1890ခုနှစ်မှာတော့ Soft Drink အပျော့စားသောက်စရာဘက်ကိုတဖြည်းဖြည်းကူးပြောင်းလာတာပဲဖြစ်ပါတယ်။အစပိုင်းမှာ Coca-Cola ကိုဆေးဝါးအတွက်ဖန်တီးခဲ့တာမှန်ပေမဲ့နောက်ပိုင်း20ရာစုနောက်ပိုင်းတွေမှာဖော်မြူလာတွေပြောင်းလဲပြီးတော့မှအချိုရည်အဖြစ်ကိုပေါ်ပေါက်ခဲ့တာပဲဖြစ်ပါတယ်။ဒါကတော့ Coca-Cola ရဲ့လူသိနည်းတဲ့သမိုင်းကြောင်းပဲဖြစ်ပါတယ်ရှင်။အချိန်ပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။